ယောက်ျားကိုမကြောက်တဲ့မိန်းမမယားမဟုတ်ဘူးတဲ့နော်ဒါသူပြောတဲ့စကားနော်တခါကြီးတွေကတော့သဘောကျမနဲ့တူတယ်ဟုတ်လားရေဗုဒ္ဓအကျင့်သားသမီးတို့သည်ဇိဏံအိုမင်းပြီးသောမိဘကိုနဗရန္တိမမွေးမြူကုန်တေဗုဒ္ဓထိုသားသမီးတို့သည်နဗုဒ္ဓသားသမီးမမြည်ကုန်အမေဖေအိုလာတဲ့အချိန်မှာမစွမ်းနိုင်တဲ့အချိန်မှာပြန်ပြီးတော့ပြုစုလို့ကြွေးခြင်းမပြုတဲ့သားသမီးဆိုတာဘာလဲတော့သားသမီးမဟုတ်ဘူးတဲ့နော်ဒါသူရဲ့တရားလေးပေါ့နော်ပြီးတော့ဗာပြောတော့ပြောတာလေးတော်တော်ကောင်းသေးတယ်ယထအကျင့်တပင်၌တန်တော်ပညာရှိသူတော်ကောင်းတို့သည်နတန်တိမရှိကုန်သာတဘာထိုတပင်သည်နတဘာတပင်မမြည်တဲ့တပင်ဆိုတာလူစုလူဝေးကြီးကိုအဓိကပြောတာပေါ့နော်ဝဲစစ်တယ်ပညာရှိသူတော်ကောင်းတွေမပါတဲ့အစုဝေးဟာအစုဝေးလို့မဆိုနိုင်ဘူးတဲ့ပညာရှိသူတော်ကောင်းပါမှအဓိပ္ပာယ်ရှိတဲ့စကားကိုပြောမှာအဓိပ္ပာယ်ရှိတဲ့စကားကိုပြောမှဒီလူစုလူဝေးကအကျိုးရှိတာအဓိပ္ပာယ်ရှိတာကိုနားထောင်နိုင်မှာဒါကတော်တော်စဉ်းစားရကောင်းတယ်နော်ပညာရှိသူတော်ကောင်းမပါတဲ့တပင်ဆိုတာဘာလဲတော့တပင်မဟုတ်ဘူးတဲ့ရေတန်တော့အကျဉ်သူတော်ကောင်းတို့သည်ဓမ္မဟုတ်မှန်သောတရားကိုနဗနန္တိမဆိုးကုန်တေတန်တော့ထိုသူတော်ကောင်းသည်နတန်တော့သူတော်ကောင်းမဟုတ်ဘူးသူတော်ကောင်းတို့အမိခံပြီးတော့မမှန်တာတွေကိုပြောမယ်ဆိုရင်ဒါသူတော်ကောင်းမဟုတ်ဘူးတဲ့သူတော်ကောင်းဆိုတာဘာလဲဆိုတာကိုခွဲခြမ်းပြရလဲရောက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ရာဂင်စမမောခြင်းကို၎င်းဒေါသင်စအမျက်ထွက်ခြင်းကို၎င်းမောဟင်စမိုင်မဲတူဝေခြင်းကို၎င်းပဟာယဆွန့်၍ဓမ္မဟုတ်မှန်သောသဘောကိုဗနန္တာဝဆိုကုန်သောပညာရှိတို့သည်တာလည်းတန်တော်သူတော်ကောင်းပြည်သည်ဟွန်တိဖြစ်ကုန်၏ဇာကဒေါသမောဟကိုပယ်ဆွန့်ပြီးတော့ဟုတ်မှန်တာကိုပြောမှသာလည်းဒါပါလေသူတော်ကောင်းမှာတဲ့ဘေးမှာရှိတဲ့ရှင်မင်းတွေပါသူကခေါ်ပြီးတော့တရားဟောတာနောက်ဒါကြောင့်မလို့ကွန်တော်ရာဇာတော်အိုမင်းများတို့ဘာလိဟိလူမိုက်တို့နဲ့နော်မိတ္တံပေါင်းတင်ရောသောပန္တိတံပညာရှိကိုအဘာတမန္တမပြောဆိုအပ်သည်ရှိသောပန္တိတောတိပညာရှိဟု၍နဇာနန္တိမတိကြဘူးလူတယောက်ဘလောက်ပဲတော်တော်ဘလောက်ပဲအစွမ်းရှိဟုတ်လားအကုန်လုံးလူမိုက်တယောက်ဘာတယောက်အကုန်ရောနေတယ်ဆို तू ကတကယ်လို့သာဘာမှမပြောခဲ့ဘူးဆိုရင်ဒါဟာပညာရှိလို့ဇုံမမသိနိုင်ဘူးတဲ့နားလေလားမသိအကုန်လုံးရောထွေးနေတဲ့လူတွေထဲမှာဒီလူတယောက်ကပညာရှိဟုတ်တယ်သို့တော့ तू ဘာမှမပြောဘူးဆိုလို့ရှိရင်သူ့ကိုပညာရှိလို့မသိနိုင်ဘူးနော်ဒါကိုပြောတာနော်ပြီးတော့ဗာဆက်ပြောလို့ဆိုတော့အမတန်သေခြင်းကင်းသောဗဒနိဗ္ဗာန်ကိုဒေသင်သောဟောကြားတတ်သောပန္တိတံပညာရှိကိုဘာသာမာနင်စပြောဆိုမှသာလေပန္တိတော်ဒီပညာရှိဟူ၍ဇာနန္တိသိနိုင်ကုန်၏သူသိထားတာတွေကိုသူပြောမှသာလေကြားရမှဘေးကလူတွေကဒါပညာရှိတယောက်ပဲဆိုတာကိုသိနိုင်တာအဲ့တော့ကိုသိတာကိုပြောဖို့မလိုဘူးလားနော်လောကကြီးမှာအချင်းချင်းဖြန့်ဝေပေးနိုင်အသိဉာဏ်ကိုဖြန့်ဝေပေးနိုင်တာကဒီနည်းပဲရှိတာနော်စာပေရေးသားတဲ့နည်းလည်းရှိတာပေါ့ဒါကပြောတဲ့အထက်အကျုံးဝင်တယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားပညာရှိဆိုတာအားလုံးထဲမှာရောနေတဲ့အချိန်မှာမပြောဘဲနဲ့တော့ပညာရှိလို့မသိနိုင်ပြောမှသာတယ်ဒါကိုပညာရှိလို့သိနိုင်တာတဲ့တတ္တမထို့ကြောင့်ဓမ္မသဘောတရားကိုဘာသေးဆိုရ၏တဘာဝကြတာတွေကိုပြောသင့်တယ်တဲ့သိထားတာကိုမြုံမထားသင့်ဘူးပေါ့နော်ကိုသားသမီးတွေလိမ္မာကြီးမှုရှိအောင်မိဘတွေကသိထားတာတွေကိုပြောသင့်တယ်ပြောတာကိုကြားတာနဲ့မကြားတာတူနိုင်မလားမတူနိုင်ဘူးနော်တတ္တမထို့ကြောင့်ဓမ္မသဘောတရားကိုဘာသေးဆိုရ၏ဇောတည်ထွန်းပစေရ၏ကိုသိထားတဲ့မှန်ကန်တဲ့အသိဉာဏ်ပညာကိုနော်ထွန်းလင်းသွားအောင်အယောင်တောက်သွားအောင်ခေတ်စကားလေးနဲ့ပြောရလို့ရှိရင်အယောင်တင်ပေးတဲ့တယ်ပေါ့နော်သူတော်ကောင်းတရားကိုပြောဆိုခြင်းအပြင်မလုပ်တဲ့တော့အယောင်တင်ပေးတဲ့တယ်ပေါ့ဇောတည်ထွန်းပစေရ၏ရေဤတရောအကျင့်ဘုရားဆရှိသောသူတော်ကောင်းတို့သည်သူဘာတိတတဇာကောင်းစွာဆိုသောတရားတည်းဟူသောတကွန်ရှိကုန်၏ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေမှာဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေလို့သိနိုင်တဲ့တကွန်ဆိုတာပါလေတရားပဲရှိတယ်တဲ့တကွန်ဆိုတာထင်ရှားအောင်လို့အလံလေးထောင်ထားတာကိုတကွန်လို့ပြောတာဟုတ်တယ်မဟုတ်လားတေတံဣတိနံထိုဘုရားဆရှိသောသူတော်ကောင်းတို့၏တန်တဇံထိုတရားတည်းဟူသောတကွန်ကိုပက္ကနေယချီးမြှောက်ရ၏ဒီတရားကိုအသိဉာဏ်ရှိတဲ့လူတိုင်းဟာပြောဆိုခြင်းအပြင်ချီးမြှောက်ရမယ်ထောက်ပံ့ရမယ်ပေါ့နော်သူတော်ကောင်းတရားထွန်းကားအောင်နှမျိုးစုံနဲ့ကြိုးစားရမယ်လို့ပြောတာနော်ဟိတစ္ဆမဣဓမ္မောသဘောတရားသည်ဣတိနံဓမ္မောသဘောတရားသည်ဆိုတဲ့အနတ္တိပဲကြတော့လူတွေကသိပြီးတော့နားလည်မှာမဟုတ်ဆိုတော့ကဓမ္မောသူတော်ကောင်းတရားသည်ဣတိနံဘုရားဆရှိသောသူတော်ကောင်းတို့၏တဇောတကွန်မြည်၏တဲ့မှန်တယ်တဲ့ဘုရားယန္တာရိယသူတော်ကောင်းကြီးတို့ရဲ့တကွန်ဆိုတာဗာလဲတရားပဲလို့ဒါပြောတာအဲ့လိုမျိုးတရားဟောတော့မှမိဖုရားရောတာတွေမိတွေရောစစ်သူတွေရောတိုင်းသူပြည်သားတွေကရောဒီပောဓိတာတာကိုပြန်ပြီးတော့လက်ခံတာဟုတ်လားအဲ့ဒီကြတော့မှဒီမဟာတုတ္တသမဇ္ဇကပြီးသွားတာပေါ့နော်ဒါပေမဲ့ဦးဇင်းတို့ရာဇုံလေးတစ်ခုကျန်နေတာကဘာလဲဆိုတော့
ဘုရားလောင်းကအဲ့ဒီမှာတလားလောက်နေသေးတယ်အဲ့ဒီတိုင်းပြည်မှာပြီးမှသူ့ရဲ့တိုင်းပြည်ကိုပြန်လာအဲ့တော့တိုင်းပြည်ရောက်ပြီဆိုတဲ့အခါကျတော့သူစဉ်းစားတယ်ဘာစဉ်းစားလဲဆိုတော့ဒီသုသဝါဖြစ်ခဲ့တဲ့အခြေအနေကြီးပေါ့နော်တစ်ခုလုံးသုံးတက်လိုက်မယ်ဆိုရင်ဟောဒီညောင်ပင်ဆောင်နတ်မင်းဟာတော်တော်မှကြီးစုများတယ်ဆိုတာသူတွေ့ရတယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီညောင်ပင်ကြီးရှိတဲ့နေရာကိုသွားပြီးတော့ရေကန်ကြီးတူးပေးတာဘုရားလောင်းကရေကန်ဆိုဆယ်ကြီးတစ်ခုတူးပေးပြီးတော့အဲ့ဒီမှာလူတွေကိုအဲ့ဒီမှာသွားပြီးတော့အိမ်နေရာတွေပေါ်ပြီးတော့ပေးတာရွာကြီးတွေတည်ပေးတာအဲ့ဒီရွာတွေကိုဒီညောင်ပင်ဆောင်နတ်ကိုလည်းပဲပူဇော်ရမယ်ဆိုပြီးတော့ညောင်ပင်ဆောင်နတ်ရဲ့ကျေးဇူးကိုတည်သောအဖြစ်အဲ့ဒီနာမှာစုစုပြိုးဖြစ်အောင်လုပ်ခဲ့တာအဲ့ဒါအဲ့နာမှာအလွန်ကြီးကျယ်တဲ့ရွာကြီးတွေဟာဖြစ်တယ်ပေါ့အဲ့ဒီရွာကိုဒီပောရိတာကရှားငုပ်ဆုထားလို့သူ့ရဲ့ခြေတော်ကြီးကအနရွတ်တွေပါတယ်နဲ့ဖြစ်နေလို့ခြေကြားလို့သူကအဲ့လိုလဲနာမည်ကတွင်သေးတာခြေကြားဖြစ်တဲ့ပောရိတာကိုဆုံးမတဲ့နေရာဖြစ်လို့မို့အဲ့ဒီနေရာကိုကမ္မတဓမ္မဏိဂုံဆိုပြီးတော့အဲ့ဒီရွာကြီးရဲ့သမိုင်းကအဲ့လိုဖြစ်ခဲ့တာတဲ့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးကိုဟောတာဘယ်နေရာမှာလဲကြားဦးတယ်နော်ဘယ်နေရာမှာလဲအဲ့ဒီဏိဂုံမှာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ဒါလေးကဦးဇင်းတို့ကစားထဲမှာပါတာလေးတွေကိုစွန့်အောင်ပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းခုတရားဟောတာတဏှာကြီးနည်းနည်းကြော်သွားပြီနော်လက်၈နာရီ10မိနစ်ရှိပြီသိညာဆဲကြအောင်ပါနဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီကနေ့နာယူခဲ့ကြရတယ်မဟာတုတ္တသောမဇ္ဇဓမ္မသားစရာနိယုစရာစိတ်ဝင်စားစရာတွေအများကြီးပါတယ်လို့ထင်ပါတယ်ဟုတ်လားအထူးသဖြင့်သူတော်ကောင်းတို့ရဲ့စွမ်းအားတတိဆိုတာကိုအဓိကမြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်နော်သူတော်ကောင်းတို့ရဲ့စွမ်းအားတတိပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီတရားဒေသနာကိုနာယူကြည်ညိုခြင်းမှာဖြစ်ပေါ်နေတဲ့ကုသိုလ်ကောင်းမှုကံစေတနာတွေများစွာရှိပါတယ်ဟုတ်လားဒီကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း